တူနေမတက်လို့ပါမြန်မာပြည်ကတန်းပညာရက်တွေပဲဖြစ်ဖြစ်အခြားသောပြည်ပကတန်းပညာရက်တွေပဲဖြစ်ဖြစ်တစ်မျိုးနဲ့တစ်မျိုးပုံစံဟန်ပန်တဲ့အမှုရာတွေကွဲပြားခြားနားပါတယ်အဲ့ဒီထဲကမှမြန်မာပြည်ကဘန်ဒိုပညာရက်တခြားတန်းပညာရက်တွေနဲ့မတူကွဲပြားတဲ့၃ချက်ကိုပြောပြပြမယ်အစားဆုံးဗီဒီယိုကြည့်ပေးပါအမတ်တစ်တတ္တဝါများ၏ဟန်ပန်မှုရာတိုင်းတိုက်ခိုက်အသုံးချဖန်ဆီးထိန်းချုပ်ခြင်းဓမြောင်ချင်းအနီးကတိုက်ခိုက်တဲ့အခါကာကွယ်တဲ့အခါဘန်ဒိုရဲ့ကြားပုတ်အကွက်နဲ့လင်မြန်စွာတုံ့ပြန်တဲ့ကြားတကောင်ကဲ့သို့လင်မြန်တဲ့အဟုန်နဲ့ပုတ်ထုတ်လိုက်တဲ့အခါမှာမြင်းကြားမခံနိုင်တဲ့ကဲ့သို့ရန်သူရဲ့ဓားကင်လက်ပြုတ်ထွက်သွားမှာဖြစ်တယ်။ရန်သူရဲ့ဓားချက်တွေအဆက်မပြတ်ထိုးခုတ်တိုက်ခိုက်လာတဲ့အခါမှာတော့တစ်ဖက်ရန်သူကသူ့ရဲ့ speed လင်မြန်ရင်လင်မြန်တဲ့တော့ကိုယ့်ကိုအထိနာစေနိုင်တာဖြစ်လို့ခင်းယုံတိမ်ငက်တွေအစာကိုတုတ်ယူသလိုမျိုးလှည့်မြန်တိကျစွာထိန်းချုပ်ပြီးတော့မှသူ့ရဲ့တိုက်ခိုက်မှုကိုချက်ချင်းရပ်တန့်ပစ်လိုက်ခြင်းအပြင်တင်းငယ်တကောင်ကငါးတကောင်အစာတုတ်လိုမျိုးထိန်းချုပ်သွားနိုင်မှာဖြစ်ပါတယ်ဘန်ဒိုဒက်ဂတ်စပါရင်လို့ခေါ်တဲ့ဘန်ဒိုဓမြောင်အတိုက်အချင်းချင်းလေ့ကျင့်တဲ့အခါမှာဆရာနဲ့လေ့ကျင့်တဲ့အခါမှာပဲဖြစ်ဖြစ်သင်္นานသားချင်းလေ့ကျင့်တဲ့အခါမှာပဲဖြစ်ဝါကြီးနဲ့ဝါငယ်လေ့ကျင့်တဲ့အခါမှာပဲဖြစ်ဖြစ်မမီတို့အချင်းချင်းလေ့ကျင့်တဲ့အခါမှာပရိသတ်ရဲ့စိုးရိမ်မှုနဲ့သင်္นานသားအချင်းချင်းလေ့ကျင့်ပေါ်ရဲ့တိတ်ခါလဲမကြအောင်ဆိုပြီးတော့မှကစားတဲ့နည်းပညာတွေထည့်ထားပါတယ်အဲ့ဒီနည်းပညာကတော့ကြောင်ကကြွက်ကိုဖမ်းပြီးတော့မှလွတ်လိုက်ပြန်ဖမ်းလိုက်လွတ်လိုက်ပြန်ဖိုင်းလိုက်အဲ့လိုနည်းစနစ်တွေနဲ့လေ့ကျင့်ကစားတာဖြစ်ပါတယ်ဒီလိုလေ့ကျင့်ခြင်းအပြင်လက်တွေခြေတွေကကြောင်တကောင်ကြွက်ကိုဖမ်းတယ်လို့မျိုးတွက်လာမှာဖြစ်ပါတယ်တစ်ဖက်လူကစိတ်ဆိုးလာတဲ့အခါမှာဒါမှမဟုတ်ရင်တက်လုံကျလာတဲ့အခါမှာတော့ပင်ကူကနေတားကောင်ကိုမလွတ်တမ်းထိန်းချုပ်ထားတယ်လို့မျိုးဘန်ဒိုတော်သားတယောက်ကထိန်းချုပ်နိုင်ဖို့အများကြီးလေ့ကျင့်ထားဖို့လိုပါတယ်ချိန်ဖန်များစွာလေ့ကျင့်ထားဖို့လိုပါတယ်ဒါကတော့ဘန်ဒိုပညာရဲ့သရဝါတွေလိုမျိုးတိုက်ခိုက်ဟန်နေပဲဖြစ်ပါတယ်နံပါတ်2ကတော့တန်နတက်ကိုစုံလင်စွာအသုံးပြုခြင်းတန်နတက်ဖြစ်တဲ့လက်ရဲ့အသုံးဝင်ပုံတွေအကြောင်းကိုကျွန်တော်ပြပြပေးမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတီးပြီးသားဖြစ်တဲ့လက်တီးစုပ်ပုံကအခြေခံကနေစပြောမယ်ဆိုရင်တစ်စစ်နှစ်စစ်လက်မပိတ်ပါမယ်ဒါလက်တီးစုပ်ပုံနံပါတ်1ဘန်ဒိုပညာရဲ့လက်တီးဂျွန်ကြီးအဲ့တော့လက်တီးဂျွန်ကြီးကပုံမှန်ရှိတဲ့နေတဲ့လက်မအောက်ဒီလိုသွားလိုက်တယ်ဒီလိုသွားလိုက်တယ်ဒါလက်တီးဂျွန်ကြီးဒါပြရနဲ့နံပါတ်3လက်တီးဂျွန်ကြီးနံပါတ်1ဒါလက်တီးဂျွန်အသေးဖြစ်သွားပြီပြရနဲ့လက်တီးဂျွန်အလေလက်တီးဂျွန်နံပါတ်2ဖြစ်သွားပြီလက်ဝဆောင်ကျွန်တော်လက်ဝဆောင်ဆိုပုံမှန်ဒီတိုင်းပဲထားကြတာများတယ်မှားတယ်ကျွန်တော်လက်ဝဆောင်ဒီတိုင်းထားတဲ့အနေထားကနေလက်မကိုကွေးလိုက်တယ်လက်ချောင်းတွေမှာအားထည့်လိုက်တယ်နော်ပြီးရနဲ့ကြားပုတ်ကျွန်တော်ကြားပုတ်တာကျွန်တော်တို့ကာကွယ်တဲ့အခါမှာတော့၎င်းတံပြန်တိုက်ခိုက်တဲ့အခါမှာတော့၎င်းအသုံးပြုတယ်ဒီလိုလက်ချောင်းအနှဲငယ်ကွေးတယ်ပြီးရနဲ့ကြောင်ကုတ်လက်နဲ့ချဲလိုက်တယ်မြောက်လက်တကြွယ်နဲ့လက်တန်းကိုအနှဲငယ်ကွေးလိုက်တယ်ပြီးတော့မှမျက်လုံး၌လက်မကိုလက်တကြွယ်နဲ့အားထည့်လိုက်တယ်လက်ချောင်းနှစ်ချောင်းပဲထားလိုက်တယ်ပြီးရနဲ့လဲမျိုးကုတ်လက်၅ချောင်းဒါမျိုးသွားတာဖြစ်တယ်ပြီးရနဲ့လဲမျိုးကုတ်လက်မနဲ့လက်ညိုးဒါမျိုးသွားတာဖြစ်တယ်ဒီလက်တွေကတန်မာဖို့အတွက်ကျင့်စဉ်အစဉ်စဉ်ရှိတယ်တေချာနောက်ပိုင်းမှာကျင့်စဉ်တွေကိုပြောတော့မှာဖြစ်တယ်ပြီးတာနဲ့ကျွန်တော်တို့ကလဲမျိုးကိုရိုက်တဲ့လက်ဝလဲမျိုးပဲရိုက်ကျွန်တော်တို့ခွာကြားတွေကိုပဲရိုက်ပေါ့နော်ဒါမျိုးသုံးတယ်ပြီးတော့မှလက်ခုံရိုက်လက်က
ဒါမျိုးသွားလိုက်တယ်ပြီးတော့မှနှအုံရိုက်လက်ကဒါမျိုးထောင်သွားတယ်လက်ဖက်အောင်တွန်းလက်ကဒါမျိုးထောင်သွားတယ်ရှင်းမယ်လို့ထင်ပါတယ်နံပါတ်3ကတော့ရန်သူအနေထားပေါ်မူတည်ပြီးတော့လက်ရောညှိထွေတိုက်ခိုက်ခြင်းဘန်ဒိုပညာလေ့ကျင့်နေတဲ့တိုင်းတော်တွေကတစ်ဖက်ကရန်သူပဲဖြစ်ဖြစ်ကိုနဲ့လေ့ကျင့်နေတဲ့သူပဲဖြစ်ဖြစ်သူတို့ရဲ့လှုပ်ရှားတိုက်ခိုက်ပုံပေါ်မူတည်ပြီးတော့မှလက်ရောညှိထွေဖြစ်အောင်တိုက်ခိုက်နိုင်အောင်နေ့စဉ်အချိန်တင်ပြီးတော့လေ့ကျင့်ထားဖို့လိုတယ်တစ်ဖက်ကနေနေတဲ့အခါမှာကိုကတာနေတယ်ဆိုရင်တော့မှရန်သူကိုညှာပြီးတော့မှတိုက်ခိုက်နိုင်အောင်အထူးလေ့ကျင့်ထားဖို့လိုတယ်ဒါအပြင်တစ်ဖက်ကကိုယ့်ထက်တာပြီးတော့မှအရာအမောင်းလည်းမြင့်တယ်ကြက်ခိုင်မှုလည်းပို့ပြီးတော့မှတာနေတယ်ဆိုရင်ရန်သူရဲ့ပျော့ကွက်ဒါမှမဟုတ်တစ်ဖက်လူရဲ့အားနည်းချက်တွေကိုအမြန်ဆုံးရှာဖွေနိုင်ဖို့လိုတယ်ရှာဖွေပြီးတော့မှရန်သူရဲ့ပျော့ကွက်တွေကိုကိုယ့်ရဲ့လင်မြန်မှုနဲ့ပေါင်းစပ်ပြီးတော့မှအမြန်ဆုံးထိရောက်တဲ့နည်းတွေတံပြန်တိုက်ခိုက်ဖို့လိုတယ်ဒါအပြင်ရန်သူကရန်မှုသူကကိုယ့်ရဲ့အသက်အန္တရာယ်ကိုရန်ရှာလာခဲ့ပြီဆိုရင် filter point ကိုလင်မြန်သောအရှိန်နဲ့တံပြန်တိုက်ခိုက်တတ်အောင်ချိန်ဖန်များစွာအဆင့်တိုင်းကိုစံချိန်ဝင်အောင်လေ့ကျင့်ထားဖို့လိုတယ်ဘန်ဒိုပညာရဲ့ထူးခြားချက်ကစံချိန်အမြဲတမ်းဝင်အောင်လေ့ကျင့်ထားရတာဖြစ်တယ်မြည်သည့်အဆင့်မဆိုပေါ့နော်အဝါပဲရောက်အစိမ့်ပဲရောက်အနီပဲရောက်အညိုပဲရောက်အပြပဲရောက်အနက်ပဲရောက်ရှိနေတဲ့မိမိတို့ရဲ့အဆင့်တိုင်းရဲ့စံချိန်ကိုပညာမြင့်လာတာနဲ့အမျှအချိန်မရွေးနေရာမရွေးနေ့စဉ်စံချိန်ဝင်အောင်လေ့ကျင့်ထားဖို့လိုပါတယ်ဘန်ဒိုပညာရဲ့ထူးခြားချက်တွေကိုညီကုန်းချုပ်အနေနဲ့ recap လေးပြောရရင်နံပါတ်1ဖြစ်တဲ့တတ္တဝါတွေရဲ့ဟန်ပန်မှုရတိုင်းပြောင်းလဲတိုက်ခိုက်နိုင်အောင်ကြိုးစားပါလေ့ကျင့်ပါပညာရှင်ဖြစ်အောင်အမြဲတမ်းစံချိန်ဝင်အောင်လေ့ကျင့်ထားဖို့လိုတယ်တတ္တဝါအမျိုးမျိုးရဲ့သူတို့ရဲ့တားကောင်တွေကိုလိုက်တဲ့အခါဒါမှမဟုတ်ရင်သူတို့ရဲ့ရန်သူကိုရင်ဆိုင်တဲ့အခါဘယ်လိုမိမိတို့ရဲ့ခန္ဓာကိုယ်ရဲ့အတုံးချနိုင်တဲ့ခြေလက်တွေနဲ့ကိုသုံးပြီးတော့မှဘယ်လိုတိုက်ခဲ့လဲဆိုတာကိုလေ့လာပါပညာရှင်ဖြစ်အောင်ကြိုးစားဖို့လိုပါတယ်နံပါတ်2အချက်ဖြစ်တဲ့တဏ္ဍတကိုပုံစံမျိုးမျိုးပြောင်းလဲအသုံးချတဲ့အခါမှာတစ်ဖက်ရန်သူကတဏ္ဍတပဲအသုံးချတဲ့အခါမှာကိုကတဏ္ဍတကိုပုံစံမျိုးမျိုးပြောင်းလဲအသုံးချတတ်ဖို့လိုပါတယ်လက်စုံလက်ကွလက်ဖနှောင်းလက်တီကျွန်းကြီးလက်ဝတ်ဆောင်လက်တီမျိုးမျိုးတွေကိုလို့သလိုပြောင်းလဲပြီးအသုံးချတတ်ခဲ့မယ်ဆိုရင်ကိုကအမြဲတမ်းတာနေမှာဖြစ်တယ်နောက်ဆုံးတစ်ချက်အရေးကြီးဆုံးပဲရန်သူကိုညှာနိုင်မှသာဘန်ဒိုသမားကောင်းတယောက်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်